တချင်းတစ်ပုတ်လို့ဖို့အချိန်ဘယ်လောက်ကြာမှချင်းလဲ9 နာရီလား9 ရက်လား9 လလား9 မိနစ်ထဲနဲ့လုပ်ပြမယ်ဆိုရင်ရှုံးလားမယုံလို့ရှိရင်ဒီတချင်းတွေကိုအားအောင်ကြည့်လိုက်ဘုရားတွေကအနဲ့ရောင်ဖို့ဒူထောက်ဖို့တွန်းအားပေးနေတော့ရှင်ဘတ်ထဲကမိစားကမသေးမကြောတဲ့သမဏီကိုပူပေးချွေးနဲ့သွေးနဲ့ရော်တဲ့ဒီဘဝကြောက်တောင်တွေကြားကဖြတ်ရမယ်အတောင်ပန်ဖြန်အလေးရောင်တဲ့ကိုရဲရဲဝင်ကြားတဲ့အတိုင်းပဲဒီတချင်းတွေအကုန်လုံးက Google Lyria 3 Pro ဆိုတဲ့ AI model နဲ့လုပ်ထားဖြစ်ပါတယ်ဒီ model က3 မိနစ်စာရှိတဲ့တချင်းတစ်ပုတ်လုံးအစားအဆုံး generate လုပ်ပေးနေပါပြီသုံးဖို့အတွက်ဆိုရင်တော့ Gemini နဲ့မှနဲ့ tools အောက်ကနေ create music ဆိုတာကိုရွေးပြီးတော့ကိုလိုချင်တဲ့တချင်းမျိုးစာကိုရိုက်ထည့်ပြီးတော့တချင်းတစ်ပုတ်လုံးအစားအဆုံးဖန်တီးလို့ရပါတယ်